你们好，第一個龍米啦，俾咩？第一呢個表米片嚟嘅次次禮拜先，都呀應該一兩年呢ပဲ次次表禮拜咯，咩次次一發到嘛ပဲ，嗱都話起碼嗱撈唔撈到次次面鬧話你咯。次次ဒီနေ့မိသားပေးဆောင်မှုမေ့သွားတယ်ပေါ့နော်ဒီနေ့မေ့သွားမှာမနေ့ကနောက်ဆုံးထင်တယ်ချီချီမေ့သွားတယ်ဒီနေ့အိမ်ကုန်လာပြီးတော့မီးဖြတ်သွားတယ် EBC အမီးဖြတ်တဲ့အလုပ်ကိုတော့လုံးဝမမေ့ဘူးထားလိုက်ပါတော့ချီချီက review လေးပြပြမယ်ဒီနေ့ကကိုရဲတို့အကြောင်းပြပြမှာဖြစ်ပါတယ်ဖုံးရွှေတွေကိုကြိုက်တဲ့သူတွေဆိုလို့ရှိရင်ကိုရဲတို့ကိုဖတ်တင်ပါတယ်ကိုရဲတို့တငယ်ချင်းကြီးအဖွဲရဲ့တွက်လက်ချက်ချထက်မြက်ပြီးတော့ပြောစရာကောင်းတဲ့ဘဝလေးရဲ့နောက်ရွေးကြကောရဲ့ခရမ်းရောင်ရောင်ဝါကြီးနဲ့ပေါ့နော်တအားမိုက်တဲ့ aura ကြီးကိုလည်းတွေ့ရမှာဖြစ်ပါတယ်တကယ်တော့ရွေးကြကောကိုချီချီကတိတ်ပြီးတော့ချီကျူးဖို့တော့မလိုဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုရဲရပဲတစ်ချိန်လုံးခုံစားနေရဆိုတော့လေချီချီကတိတ်ပြီးတော့သူများဘဲကိုချီကျူးမပေးတော့ပါဘူးဇလန်းလေးကတော့ဘယ်လိုလဲဆိုတော့ပေါ့နော်ဒီကုရဲဆိုတဲ့ကောင်လေးတယောက်ကဖုံးရွှေပညာရှင်တယောက်ကပေါ့နော်ဖုံးရွှေပညာရှင်တယောက်ကသူမျိုးကြီးတစ်မျိုးလုံးကယ်လိုက်တယ်ကယ်လိုက်ရနေပြီးတော့သူကတော့မျိုးကတော့ဆေးဖြစ်သွားတယ်သူကတော့ဒီအသက်ဆုံးရှုံးသွားရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူပြန်လဲနိုးထလာတဲ့အချိန်မှာကျတော့အိမ်ချက်မြေတထိတ်တယောက်ရဲ့sorry တတိယသားကုရဲခန္ဓာကိုယ်ရဲ့ရောက်သွားတယ်အဲ့ဒီကုရဲလေးကလည်းပဲဖုံးရွှေပညာတွေကိုသူကဟွာပေါ့နော်ဖုံးရွှေပညာတွေကိုသူကစိတ်ဝင်စားတယ်ပေါ့အဲ့လိုမျိုးကုရဲမှာကြတော့ကော်ရမီလေးရှိရပေါ့နော်သူ့ရဲ့ step man ပေါ့သူ့အဖေရဲ့နောက်အိမ်နောက်လေးရှိတယ်ဒီထဲမှာချစ်ဖို့ကောင်းတာကြလေကုရဲရဲ့ step man ကကြတော့လေသူက Mrs. Cook ကကြတော့သူဘယ်လိုပြောရမလဲဟိုတကယ်ကော်ရမီပဲသူကအရင်နည်းနည်းတော့လူသားဆန်တာပေါ့နော်ဘာပဲဖြစ်ဖြစ်သူ့မှာကြလဲစတုထသားကြသူမွေးထားဆိုလေသူ့သားကိုကြလဲသူပို့ပြီးမျက်နှာလိုက်မှာဒါကတော့ anyway ဘယ်သူပဲဖြစ်ဖြစ်အဲ့လိုပဲလို့ထင်တာပဲဒါပေမဲ့ကုရဲ့အပေါ်မှာကြလဲသူကမစိုးဘူးပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဇလန်ကပေါ့နော်သူတို့ရဲ့ဒီstep man နဲ့ step son ရဲ့ဆက်ဆံရေးပြီးတော့ကုရဲ့စတုထညီလေးอ่ะဆိုလို့ရှိရင်လည်းသူ့အရန်ချစ်ကုရဲ့ဆိုလို့ရှိရင်သူ့ရဲ့အကိုကြီးထားထဲမှာဆိုရှင်ကုရဲ့ဆိုလို့ရှိရင်သူတအားဟိုကတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြီးတော့ဒီဖုံးရွှေပညာတွေနဲ့ကုရဲတို့ရဲ့ဒီဖုံးရွှေပညာနဲ့ school life နဲ့သူကရောထားတဲ့ပုံစံမျိုးလေးဒီ school life ကိုကြည့်နေနေလည်းဒီဖုံးရွှေပညာကိုလည်းပဲကိုကဟိုဖတ်ရမယ်ပေါ့အဲ့လိုပုံစံမျိုးလေးချီချီကတော့ try ကြည့်တဲ့နယ်လို့ထင်တယ် Hara တော့နည်းနည်းပါတယ်ဆိုပေမဲ့လည်းအဲ့လောက်ကြီးမများဘူး Hara တွေကကြတော့ချီချီလည်းကြောက်တတ်ပေမဲ့ဖတ်လို့ရတယ်ဆိုတော့လေ anyway you should try bye bye